သမုဒ္ဒရာရဲ့အလယ်မှာမီးပြလိုက်ပုံစံတိုက်လေးကိုတည်ဆောင်ထားတဲ့ကနန်းလေးတစ်ကောင်ရှိပါတယ်။သူ့ရဲ့ဝါသနာကတော့ပစ္စည်းတွေကိုစုဆောင်းရတာပဲဖြစ်ပါတယ်။အဲ့ဒီထဲကမှသူဟာသင်္ဘောပုံပါတဲ့ပလင်းတစ်လုံးကိုလွန်စွာသဘောကျပါတယ်။တဖြည်းဖြည်းနဲ့သူဟာအသက်အရွယ်ကြီးလာခြင်းနဲ့အတူဘယ်မှမသွားနိုင်တော့ပဲသူ့ကြောပြင်ဟာလဲကျွန်းစုတစုလိုဖြစ်နေတာပေါ့။တရက်သင်္ဘောတစ်စင်းကမြင်ပြီးဓာတ်ပုံတွေရိုက်လိုက်တာကဘာအနှံ့ပြန့်နှံ့သွားပြီးခဏအကြာခရီးသွားသင်္ဘောတွေကနန်းကြီးနားကြောက်ဆူးတွေချပြီးရောက်လာကြပါတယ်။ကနန်းကြီးကသူတန်ဖိုးထားရတဲ့သင်္ဘောပုံပါတဲ့ပလင်းလေးကိုသူ့ခန္ဓာကိုယ်အောက်ထားပြီးကာကွယ်ထားပါတယ်။ဒီလိုနဲ့လူတွေရဲ့အတတကူကောင်းဆံမှုတွေနဲ့အတူကနန်းကြီးရဲ့ကြောပေါ်ကိုတိုက်အမြင့်တွေဆောက်ပြီးပျော်ပါကြတာပေါ့။လူတွေရဲ့လိုအင်ဆန္ဒတွေကအတော်မတက်နိုင်လို့ကနန်းကြီးကြမနိုင်ဝင်ကိုထမ်းထားရပါတော့တယ်။နောက်ဆုံးမှာကနန်းကြီးဟာအသက်အရွယ်ကြီးလာခြင်းနဲ့အတူသူ့အောက်ကသူတန်ဖိုးထားရတဲ့သင်္ဘောပုံပါတဲ့ပလင်းလေးလဲကွဲသွားပြီးသူဟာလဲရေအောက်ကျမ်းပြင်မှာပျောက်ကွယ်သွားပါတော့တယ်။ရက်တွေကြာပြီးထိုနေရာမှာပဲနောက်ထပ်မီးပြတိုက်ကိုထမ်းထားတဲ့ကနန်းလေးပါပြီးသူ့ကိုလဲသင်ဘောတစင်းကတွေ့သွားပါတယ်။တန်တရာဟာလဲလှယ်နေတာမို့ကိုရန်ဖိုးထားရတဲ့အရာကိုနောက်ဆုံးချိန်ထိမကာကွယ်နိုင်ရင်တောင်ကာကွယ်ဖို့ဆန္ဒရှိခြင်းဟာလည်းအကောင်းဆုံးအရာတွေထဲကတစ်ခုမို့ဘဝတသက်တာအနားမှာရှိနေနိုင်ကြဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။